ဒီပါအလုပ်ထွက်လုပ်တာကောင်းလားပြည်တွင်းမှာနေပြီးတော့ပဲလုပ်တာပိုအဆင်ပြေလားအားလုံးမင်္ဂလာပါဒါဒီရက်ပိုင်းမှာတော်တော်များများလေးလာပြီးတော့ဆွေးနွေးကြတဲ့ issue ပေါ့လေညီလေးတယောက်ဆိုလာပြီးဆွေးနွေးတယ်သူလက်ရှိမှာအသက်20ကျော်တချို့သူနဲ့တငယ်ချင်းတွေပေါ့နော်အပြိပမှာလုံနေကြတာအဆင်ပြေတယ်ဆိုတော့သူအနေနဲ့လည်းပြိပထွက်ပြီးတော့အလုပ်လုပ်ချင်တယ်ဒါပေမဲ့ဒီထွက်ဖို့ကုန်ကြစိတ်တွေပါတယ်သူ့အိမ်ကအသိပြီးတော့ကုန်ကြမခံနိုင်ဘူးเนาะသူ့ကိုထွက်ဖို့ခွင့်မပြုခြင်းပေါ့လေဆိုတော့သူ့အနေနဲ့ဘာဆက်လုပ်တင်လဲသူ့ဘာသာသူစွန့်စားပြီးတော့တွားတင်လာစသဖြင့်လာပြီးတော့မေးတာရှိတယ်ဒီလိုပဲနောက်ဒီညီမငယ်တယောက်ဆိုရင်သူ့အသည့်တွေတငယ်ချင်းတွေကပြပမှာဒါအဆင်ပြေနေကြတယ်အောင်မြင်နေကြတယ်နောက်ပုံငွေတွေလည်းကောင်းနေကြတယ်ပေါ့ဒီလိုပဲသူ့စိတ်ထဲမှာထင်တယ်ဒီလိုမြင်နေရတယ်အဲ့တော့သူကိုယ်တိုင်ရောပြပထွက်မှအဆင်ပြေမလားပေါ့နော်ဘာလုပ်တင်လဲပေါ့ဆိုတော့ဒီလို issue တွေဒီလိုမေးခွန်းတွေဒါခဏခဏတွေ့ရတယ်ဗောလေတွေ့ရတယ်ဆိုတော့ကိုယ်အနေနဲ့ဒီပြည်ထဲမှာပဲဆက်ပြီးအလုပ်လုပ်တင်လားဒါမှမဟုတ်ပြည်ပမှာထွက်ပြီးတခုခုလုပ်မလားဗောနော်စွန့်စားပြီးတော့ထွက်မလားဒါစဉ်းစားစရာတွေရှိလာတယ်ကျွန်တော်ရှေ့ဗီဒီယိုတချို့မှလည်းပြောခဲ့တာရှိတယ်အဓိကကတော့ဘာလုပ်ဖို့လုပ်လဲဆိုတော့ကိုဘာလုပ်နိုင်လဲနဲ့ကိုမှဘာခွင့်လန်းရှိလဲဗောနော်ဒါနဲ့ချိန်ဖို့လုပ်တယ်ထားတော့ကိုဒီပြည်ထဲမှာအခွင့်အလမ်းရှိလားပြည်ထဲမှာလုပ်လို့ရတဲ့ scale ကိုမှရှိလားဗောနော်ကိုတို့ဒီမှာ opportunity ဘယ်လောက်ရှိလဲဒါနဲ့ကြည့်လို့ရတယ်ဒါမှမဟုတ်ဆိုရင်လည်းကိုဒီပြပထွက်မှအခွင့်အလမ်းရမှာလားကိုရဲ့ scale ရပြပမှာထွက်လို့မှဒါအခွင့်အလမ်းကောင်းရမှာလားဗောဒါနဲ့ကျွန်တော်ချိန်ဖို့လို့တယ်ဆိုတော့ဒီပြည်တွင်းမှာပဲလုပ်သည်ဖြစ်စေပြပမှာပဲထွက်ပြီးလုပ်သည်ဖြစ်စေဗောနော်ကျွန်တော်တို့ကိုလုံနိုင်တဲ့အရေးချင်းနဲ့နောက်ကိုရနိုင်တဲ့အခွင့်အလမ်းဒါနဲ့ချိန်ဖို့လိုပါတယ်အမတချို့ပြည်တွင်းမှာလမ်းပြောင်းနေတဲ့သူတွေရှိတယ်သူလုံနိုင်တာနဲ့သူရနေတာနဲ့နောက်သူရနိုင်တဲ့အခွင့်အလမ်းနဲ့ဒါဘလို့မှအဆင်မပြေတာတွေဒါမျိုးတွေလည်းကျွန်တော်တို့အမြင်တွေ့နေရတာတွေရှိတယ်ဒီလိုပဲတစ်ဖက်မှာလည်းပြပထွက်ပြီးတော့အဆင်ပြေနေတဲ့သူတွေရှိတယ်တချို့ဆိုလည်းအဆင်မပြေကြတာတွေရှိတယ်သွားတယ်စွန့်စားသွားတယ်ဟိုကြမှာဘာလို့လောမှမသိတာအလုပ်တွေအဆင်မပြေတာဒီနေစိစားစိတွေမြင့်နေပြီးတော့ရတဲ့ဝင်ဝင်နဲ့တွက်ချင်မကြိုက်တာပေါ့နော်စသဖြင့်ကျွန်တော်တို့အမျိုးမျိုးကြားရတယ်ဆိုတော့ကိုယ်နေပြည်ထဲမှာလုံမလားပြပထွက်မလားဆိုတဲ့ကိစ္စကတော့ဒါခုနပြောလို့ပဲကိုလုံနိုင်တဲ့ scale နဲ့ကိုရဲ့ဒီရနိုင်တဲ့အခွင့်အလမ်းနဲ့ဒါနဲ့ပဲချိန်ပါလို့ပဲကျွန်တော်တို့တိုက်တွန်းနေပါတယ်နောက်တစ်ချက်ကဒီအရေးကြီးတဲ့အချက်တစ်ချက်ပေါ့နော်ဘာလဲဆိုတော့ပြည်ထဲမှာပဲနေပြပပဲထွက်ဒီငယ်တုန်းရွယ်တုန်းမှာပေါ့နော်ဒီပတ်စံနောက်ကိုလိုက်တာထက်ဒီ career လမ်းကြောင်းတည်ဆောက်ဖို့ကြီးတယ်။တချို့ဆိုရင်ရှိတယ်ဒီပြပထွက်လို့တယ်ပတ်စံနေတော့ရလာတယ်အချိန်နေကြလာတယ်ဒီကိုယ့်ရဲ့ career ရှာမတွေ့ဘူး။တချို့အချိန်တစ်ခုရောက်တဲ့အချိန်မှာဒီပတ်စံတချို့ကျွန်တော်တို့ငွေကြေးတချို့စုမိတယ်။ဒါမဲ့ဒီကိုပြည်တွင်ပြန်ရောက်လာတယ်အစအနေပြန်စားလာတယ်ရှိတယ်တချို့ဆိုဘာလို့လောမှမသိဘူးဖြစ်နေတာလည်းရှိတယ်။ဆိုတော့ကျွန်တော်ဗမာပဲနေဗမာပဲလှုပ်ပေါ့နော်။ငယ်တုန်းရွယ်တုန်းမှာကိုရဲ့ဒီအသက်မွေးကြောင်းနဲ့ပတ်သက်တယ်ပေါ့နော် career နဲ့ပတ်သက်တဲ့လမ်းကြောင်းတိဆောက်ဖို့ဖောက်ဖို့အင်ပန်ရေးကြည့်ပါတယ်ကျွန်တော်အများအားပြောနေကြတဲ့အတိုင်းပဲကိုဒီအကြောင်းပြီးတဲ့အရွယ်နောက်အလုပ်စလုပ်တဲ့အရွယ်ပေါ့နော်ဒီအရွယ်ရောက်ပြီးကစားဒီအသက်20ပတ်ချလဲရနေကျွန်တော်တို့ဒီ25 29နောက်ဆုံးလုံးဝကျော်ကျွန်တော်30ပတ်ချလဲလောက်ထိ career လမ်းကြောင်းရှာလို့ရတယ်ဥပမာကိုအလုပ်တစ်ခုဝင်လုပ်တယ်အချိန်တစ်ခုကြာလာတယ်ကိုနဲ့မကိုက်ဘူးဆိုရင်ကျွန်တော်ပြောင်းလို့ရတယ်နောက်လို့တစ်ခုဒီလိုပဲထပ်ပြီးတော့စမ်းပြီးလုပ်ကြည့်တယ်အချိန်တစ်ခုကြာလာတယ်အကိုနဲ့ကိုက်တယ်ဆိုကျွန်တော်ဆက်လုပ်လို့ရတယ်ရှာတွေ့တယ်တကယ်လို့မကိုက်ဘူးဆိုကျွန်တော်ဆက်ပြောင်းလို့ရတယ်ဒီလိုပဲကျွန်တော်တို့ကဒီ3-5လုပ်ပေါ့နော်ပြောင်းပြီးတော့မှကိုယ့်ရဲ့အသက်မွေးကြောင်းလုပ်ကိုရှာတွေ့သွားတယ်လို့ရှိတယ်တချို့ဆိုလည်းတော်တော်နဲ့ရှာမတွေ့တဲ့လူတချို့လည်းရှိတယ်ပေါ့နော်ဆိုတော့ပြန်ချုပ်ရရင်ပတ်စံတီးလည်းအရေးကြီးတယ်ဒါပေမဲ့ငယ်ရွယ်တုန်းမှာပေါ့နော်ပတ်စံနောက်ကိုပဲကောက်ကောက်ပေါင်းလိုက်တာထက်ကိုယ့်ရဲ့ဒီအသက်မွေးကြောင်းလမ်းကြောင်းကိုယ့်ရဲ့ career လမ်းကြောင်းပေါ့နော်ဒါကိုသေချာလေးရွေးချယ်တည်ဆောက်ဖို့အင်ပန်ရေးကြည့်ပါတယ်တိုးတက်ငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတယ်ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်